ဒီကဘာကြီးမှာလူတိုင်းကကိုယ့်ရဲ့တက်တန်းကိုပေးပြီးမော်ပိုးကောင်ပလင်းတွေကိုဖွင့်ရတဲ့ခေတ်ကိုရောက်နေပါပြီ။တန်ကောင်းတဲ့သူတွေကအချိန်ကိုနောက်ပြန်ဆုတ်နိုင်တဲ့ပိုးကောင်မျိုးဓာတ်ကေတရာစာဖြစ်သွားစေမဲ့ပိုးကောင်မျိုးတွေရတတ်ပါတယ်။တနေ့တော့လူသားတွေရဲ့မျှော်လင့်ချက်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ကောင်လေးဟာဘာတက်တန်းမှပေးစရာမလိုပဲဖွင့်လို့ရတဲ့အယောင်မပါတဲ့ပလင်းတစ်လုံးကိုကောက်ရသွားတယ်။ဒါပေမဲ့ပလင်းကိုဖွင့်လိုက်တာနဲ့အနီရောင်ပိုးကောင်တစ်ကောင်ကသူ့ကောင်းကိုဖောက်ဝင်သွားပြီးအဆင့်9အထိကျင့်ကြံထားတဲ့သူ့ကိုပွဲချင်းပြီးတည်သွားစေခဲ့တယ်။သူပြန်တတိယလာတော့လွန်ခဲ့တဲ့အနှစ်30စီကိုပြန်ရောက်နေတာကိုတွေ့လိုက်ရတယ်။သူတိထားတဲ့လောက်အချိန်ကိုနောက်ပြန်ဆုတ်နိုင်တာဆိုလို့ຫນွေဦးဆောင်ဦးပိုးကောင်ပဲရှိတာဒါပေမဲ့အဲ့ဒီကောင်ကအနီရောင်မှမဟုတ်တာ။အဲ့ဒီအချိန်မှာပဲသူ့ရင်ဘတ်ထဲကတခုခုလှုပ်ရှားသွားတယ်လို့ခံစားလိုက်ရလို့လမ်းကြည့်လိုက်တော့ဟာသူ့နှလုံးပေါ်မှာဟိုအနီရောင်ပိုးကောင်ကြီးကတ်နေတာဗျာအဲ့ဒီအချိန်မှာပဲစနစ်ကြီးစီကနေအတန်ထွက်လာတဲ့တက်တန်းပိုးကောင်တန်းနာကြီးအဆင့်စွမ်းရည်တက်တန်းတွေကိုဝါမျိုးနိုင်ခြင်းတဲ့ကောင်လေးလဲချက်သီးတွေပါထသွားတယ်ဒီလောကမှာပလင်းဖွင့်ဖို့တက်တန်းတွေလိုနေတဲ့အချိန်ဒီပိုးကောင်ကိုပိုင်ဆိုင်တာဟာအရာအလုံးကိုပိုင်ဆိုင်လိုက်တာနဲ့အတူတူပဲလေဒါပေမဲ့ပျော်ဖို့အချိန်မရှိသေးဘူးနောက်2လနေရင်ဒီမျိုးကြီးကကပ်ပေးတစ်ခုကြောင့်ပျက်စီးတော့မှာအဲ့ဒီအချိန်မှာပဲသူ့ရှိကိုတူတောင်းစားတအုပ်ရောက်လာတယ်သူ့ရဲ့အတိတ်ဘဝမညံတွေပြန်ပေါ်လာတယ်အရင်ဘဝကအကြောင်းကကောင်းမလေးတယောက်ရဲ့ရုပ်မာမှုကြောင့်ကြောင်းထုတ်ခံရပြီးအဆောင်ကနေနှင်ချခံခဲ့ရတယ်ပြီးတော့အဖြူရောင်ပလင်းလေးပိုက်ပြီးဒီလမ်းကြားထဲရောက်လာတော့ဒီတူတောင်းစားတွေကသူ့ကိုဝိုင်းရိုက်ပြီးပလင်းကိုလူသွားခဲ့ကြတာအခုတော့ကောင်လေးကဒီတူတောင်းစားတွေကိုကြည့်ပြီးခက်မိုက်မိုက်ပြုံးလိုက်တယ်မင်းတို့အရင်ဘဝကအကျွေးကိုဒီဘဝမှာအသက်နဲ့ပြန်ဆက်ကြပြီးတော့ဆိုပြီးအိတ်ထဲကပလင်းကိုထုတ်လိုက်တယ်အဲ့ဒီပလင်းကိုဖွင့်ဖို့တက်တန်း30နှစ်လိုတယ်ဒါပေမဲ့သူဖွင့်မဲ့လှုပ်လိုက်တဲ့အချိန်မှာပဲသူ့မျက်စိရှိမှာစားတန်းလေးတစ်ခုပေါ်လာတယ်အစင်တမီတောက်ပိုးကောင်အနေနဲ့လုံးဝမရှိတဲ့ဟာဒါပလင်းထဲမှာဘာရှိလဲဆိုတာကိုကြိုပြနေတဲ့စနစ်ကြီးပဲတကယ်ဒါဆိုရင်တော့ဒါကတကယ်ကိုဖျားပေးတဲ့ကောဘက်ကြီးပဲလေတကယ်လားဆိုတာသိရအောင်သူပလင်းကိုဖွင့်လိုက်တော့တကယ်ပဲအနီရောင်မီတောက်ပိုးကောင်လေးထွက်လာတယ်ဒါပေမဲ့ပလင်းကထွက်လာတဲ့အလင်းရောင်ကြောင့်သူတောင်းစားတွေကသူ့ကိုတတိထားမိသွားပြီးလက်နက်တွေနဲ့ဝိုင်းလာကြပါတော့တယ်အခုတော့သူတောင်းစားတွေကကောင်လေးကိုလက်နက်တွေနဲ့ဝိုင်းထားလိုက်ကြပြီးခေါင်းဆောင်ဖြစ်တဲ့သူကလူမရုပ်ကြီးနဲ့ဟေ့ကောင်မင်းစီကပလင်းကိုပေးမလားမင်းကောင်းကိုရိုက်ခွဲရမလားဆိုပြီးချင်းချောက်လာတယ်ကောင်လေးကတော့ဘာမှမဖြစ်တဲ့အတိုင်းအေးအေးဆေးဆေးပဲပြုံးနေလိုက်တယ်ဒီသူတောင်းစားတွေကအရင်ဘဝကအတိုင်းတပုံစံနဲ့ရုပ်မာတော့မဲ့ကိုနောက်တစ်စက္ကန့်မှာပဲကောင်လေးကသူ့ရဲ့အဆင့်9ကျင့်ကြံသူစိတ်ဆွမ်းအင်တွေကိုပလင်းနဲ့ထည့်လိုက်တယ်ဒါကိုမြင်တော့သူတောင်းစားခေါင်းဆောင်ကြီးပြရခတ်သွားပြီးဟေ့ကောင်တွေသူပိုးကောင်ကိုတန့်စင်နေတာမြန်မြန်သွားတာကြမဟုတ်ရင်ငါတို့အကုန်သိမယ်ဆိုပြီးအော်တော့တာပဲသူတောင်းစားတွေလည်းလမ်းဖြတ်ပြီးလက်နက်တွေနဲ့ပြေးဝင်လာကြတယ်ဒါပေမဲ့ကောင်လေးအမြင်မှာတော့သူတို့ပြေးလာတာဟာလက်တွေလိုအနည်းပြကွက်ကြီးဖြစ်နေတာဗျသူ့ရဲ့စွမ်းအားနဲ့ဆိုရင်ပိုးကောင်မပါရင်တော့ဒီကောင်တွေကိုအေးဆေးရှင်းပြလို့ရနေပြီလေအခုတော့သူကမိတော့ပိုးကောင်လေးကိုပါအောင်မြင်မြင်တန့်စင်ပြီးသွားပြီရုတ်တရက်ဆိုသလိုပဲကောင်လေးစီကနေမိတောက်ကြီးတွေထောင်းကနေထွက်လာပြီးသူကိုယ်တိုင်ကမိလူသားတယောက်လိုဖြစ်သွားတဲ့ကောင်လေးကသူ့လက်ကိုခက်ဆိုင်ဆိုင်လေးဝေးရမ်းလိုက်တာနဲ့မိတောက်ကြီးကသူ့တောင်းစားတွေကိုဝါမျိုးသွားပါတော့တယ်မိထဲမှာလောင်ကျွမ်းနေတဲ့သူတောင်းစားတွေကတော့ငါတို့ကိုမတက်ပါနဲ့နောက်မလုပ်ရဲတော့ပါဘူးဆိုပြီးတွေးပြတ်မတက်အော်ဟစ်တောင်းပန်နေကြတယ်ဒါကိုကြည့်ပြီးကောင်လေးကတရောချင်းစိတ်ပဲပေါ်လာတယ်အရင်ဘဝကသူလည်းဒီလိုပဲတောင်းပန်ခဲ့ဘူးပေမဲ့ဒီကောင်တွေကသူ့ကိုတင်မလောက်ရိုက်နှက်ခဲ့တာလေခဏနေတော့သူတောင်းစားတွေအကုန်လုံးမီးလောင်ပြီးပြာကျသွားကြတယ်ကောင်လေးကအလောင်းတွေကြားထဲလမ်းလျှောက်သွားပြီးသူ့နှလုံးထဲကတက်တန်းပိုးကောင်ကိုအသက်သွင်းလိုက်တယ်အဲ့ဒီအခါသူတောင်းစားတွေရဲ့ခန္ဓာကိုယ်ထဲကနေအစိမ်းရောင်အလင်းတန်းလေးတွေထွက်လာပြီးကောင်လေးကိုယ်ထဲကိုဝင်သွားတယ်သူတောင်းစား8ယောက်စီကနေစုစုပေါင်းတက်တန်း112တောင်အလကားဆုပ်ယူလိုက်ရလို့ကောင်လေးကျဉ်နေသွားတယ်တာမန်လူတွေကတက်တန်းနည်းနည်းလေးတိုးဖို့အချိန်တွေခွန်အားတွေအများကြီးပေးပြီးကျင့်ကြံရပေမဲ့သူ့ပိုးကောင်ကတော့ဒီလိုလွယ်လေးလုံနိုင်တာလေတကယ်ကိုထိတ်တန်းအဆင့်23ထဲကပိုးကောင်ပြီးတတ်ပါပြီတဲ့အဲ့ဒီနောက်သူကပလင်းဆိုင်ကနေစင်ကဲပြောင်းလဲတဲ့ပိုးကောင်ကိုယူဖို့စဉ်းစားလိုက်တယ်အဲ့ဒီပိုးကောင်သာရရင်တခြားပိုးကောင်တွေကိုအဆင့်မြင့်လို့ရပြီးနောက်2လအတွင်းမှာအဆင့်4အထိကိုရောက်နိုင်တယ်လေအခုလောလောဆယ်တော့နားဖို့နေရအရင်ရှာမဆိုပြီးကျဲ3ပွင့်ဟိုတယ်တစ်ခုကိုသွားလိုက်တယ်ဟိုတယ်ရောက်လို့ရေမိုးချိုးပြီး TV ဖွင့်ကြည့်လိုက်တော့ကမ္ဘာသတင်းတွေလာနေတယ်ဥရောပက Loch Ness ရေကန်ကြီးမှာယာတီဥတုကိုထိန်းချုပ်နိုင်တဲ့ရေဘီလူကြီးပေါ်လာတဲ့အကြောင်းဘာမြူတာတွီကန်မှာရေအောက်မြို့တော်ကြီးပေါ်လာတဲ့အကြောင်းဂျပန်ကဖူဂျီတောင်မှာမီဘီလူကြီးပေါ်လာတဲ့အကြောင်းတွေကြီးညာနေတယ်ဒါပေမဲ့ကောင်လေးစိတ်ဝင်စားသွားတာကတရုတ်ပြည်ကဘရင်ကြီးဟာချောင်းချောင်းရဲ့တင်ချိုင်း80နှစ်ခုပေါ်လာတဲ့သတင်းပဲဒီသတင်းတွေကိုကြည့်ပြီးကောင်လေးပြုံးလိုက်တယ်တခြားနေရာတွေကတွားရင်တေးဖို့များတဲ့အန်ရည်ဆုံးတွေဆိုပေမဲ့ချောင်းချောင်းရဲ့တင်ချိုင်းကတော့တကယ်ရွှေတွင်းကြီးလေနောက်6လနေရင်အဲ့ဒီတင်ချိုင်းတွေပွင့်လာတော့မှအရင်ဘဝကဆိုရင်လူတွေကချောင်းချောင်းပြန်နိုးလာရင်ကောင်းမလားဆိုးမလားမသိလို့ဘယ်သူမှမနိုးရဲခဲ့ကြဘူးဒါပေမဲ့ကောင်လေးကတော့သိတယ်ချောင်းချောင်းသာနိုးလာရင်တိုင်းပြည်ကိုရောတိုင်းပြည်ကလူငယ်လေးတွေကိုပါကာကွယ်ပေးမှာဆိုတာကိုပေါ့ကောင်လေးကနှကန်းထောင်ကိုကွေးလိုက်ပြီးဒီတခါတော့ဘောချောင်းချောင်းကိုအပြင်ထွက်ပြီးကစားခိုင်းရတော့မယ်လို့တွေးလိုက်ပါတော့တယ်ဆိုင်ကနေအပြာရောင်ဆင်ကဲပြောင်းလဲတဲ့ကူကောင်ကိုဝယ်ဖို့အတွက်ကောင်လေးဟာသူ့အရင်ဘဝကရခဲ့တဲ့လှုပ်ဝက်ပစ္စည်းတွေတစ်ခုကိုတွားယူဖို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဘဝတုန်းကသူအသက်လူပြေးနေရချိန်မြို့ပြင်ကတစ်ပင်အိုကြီးတစ်ပင်အောက်မှာအစိမ်းရောင်ကူအိုးတစ်လုံးကိုမတော်တဆတွေ့ခဲ့ဘူးလားလေအဲ့ဒီအစိမ်းရောင်ကူအိုးကဈေးကွက်ထဲမှာငွေပြ3သိန်းလောက်တန်တာပါဒီလိုနဲ့သူ့စီမှာရှိတဲ့အချက်ပြစနစ်လေးကိုတုံးပြီးသူကအလွယ်တကူပဲပတ်စံရှာဖို့စဉ်းစားလိုက်ပါတယ်ဟိုတယ်မှာရေချိုးပြီးတာနဲ့ညဝက်အင်ဂျီကြီးနဲ့ကိုအပြင်ထွက်လာခဲ့တာပေါ့ကောင်တာကလူတွေကတော့သူ့ကိုကြောင်တောင်နဲ့ကြည်ကြံခဲ့တာပေါ့လမ်းကြားလေးတစ်ခုကိုအဖြစ်မှာတော့ကောင်လေးဟာရင်းနှီးနေတဲ့လူတစ်ယောက်ကိုတွားတွေ့ပါတယ်သူကတော့အစိုးရရဲ့တန်ရှင်းရေးအဖွဲ့ကခေါင်းဆောင်လေးလမ်းပါဒီအဖွဲ့ကမြို့ထဲကိုကျူးကျော်လာတဲ့မိစ္ဆာကောင်တွေကိုလိုက်ရှင်းရတဲ့အဖွဲ့လေအရင်ဘဝတုန်းကဒီလမ်းကြားထဲမှာတေးလူမျိုးပါဖြစ်နေတဲ့ကောင်လေးကိုကယ်ခဲ့တာလေဒီလူပဲလေဒါနဲ့ပဲကျေးဇူးရှင်ကိုတွေ့တော့ကောင်လေးကဟေးကပတိန်လေးညာကြီးမိုးချုပ်လူတက်နေတာလားစိတ်မဲတော်ဆိုပြီးတွန်းထုတ်ဆက်လိုက်ပါတယ်မြေကြီးပေါ်ကသူတောင်းစားအလောင်းတွေကိုကြည့်ပြီးပြောလိုက်တာလေလီလန်ကတော့ဒီနားမှာမိစ္ဆာကူဆရာတွေရှိတယ်မြန်မြန်အိမ်ပြန်တော့လို့တတိပေးလိုက်တယ်
ကောင်လေးရဲ့ level 9စိတ်ဆွမ်းအင်တွေကြောင့်လီလန်ကသူ့စီကကူကောင်ရဲ့အငွေးသက်ကိုမရိပ်မိဘူးလေဒီလိုနဲ့ကောင်လေးကအလေးပြုပြီးထွက်လာခဲ့ပါတယ်ထဝေးဝေးလေးရောက်ရောမင်းကမှမိစ္ဆာကူဆရာမင်းတဆွေလုံးတစ်မျိုးလုံးမိစ္ဆာကူဆရာတွေဆိုပြီးစိတ်ထဲကနေလှမ်းဆဲနေတာပေါ့မြို့ပြင်ရောက်လာတဲ့အခါလမ်းမှာအနေရရှိနိုင်တာမို့သူ့ရဲ့မိတော့ကူကောင်လေးကိုအစင်မြင့်မှုဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ level 1ကနေ level 2ကိုပြောင်းဖို့ကသူ့ရဲ့တက်တန်း10နှစ်ကိုပေးရမှာပါပုံမှန်ဆိုဘယ်သူမှဒီလိုအစင်နဲ့ကူကောင်လေးအတွက်ကိုယ်တက်တန်းကိုအနစ်နာမခံကြဘူးလေဒါပေမဲ့ကောင်လေးမှာကတက်တန်း122တောင်ကျန်သေးတာဆိုတော့ဂယုမဆိုင်ပါဘူးစနစ်ကိုဖွင့်ပြီးတက်တန်း10နှစ်ကိုပေးလိုက်တာနဲ့မိတော့ကူကောင်လေးဟာချက်ချင်းပဲအစင်တက်သွားပါတယ်အကောင်ပိုကြီးလာပြီးမိတော့တွေလည်းပိုပြင်းလာတာပေါ့စွမ်းအားကအရင်ကထက်2ဆတောင်တက်သွားတာမို့ကောင်လေးသဘောကျသွားတယ်နောက်ဆုံးတော့အရင်ဘဝကသူမတ်မိနေတဲ့တစ်ပင် OGC ကိုရောက်လာခဲ့ပါပြီအရင်တုန်းကသူ့ကိုလူတွေလိုက်တယ်လို့ပြေးရင်လွှားရင်ဒီနေရာကိုရောက်လာခဲ့တာလေအခုတော့နှစ်30တောင်ကြာခဲ့ပြီဆိုတော့ကိုယ်မြုပ်ထားတဲ့နေရာအတိအကျကိုသူမမှတ်မိတော့ဘူးဒါနဲ့တစ်ပင်ကိုပတ်ရှာလိုက်တော့အယောင်မတူတဲ့မြေကြီးတစ်ခုကိုတွားတွေ့ပါတယ်တယောက်ယောက်တူးထားတယ်လို့ပဲလေသူလဲဆမ်းပြီးတူးကြည့်လိုက်တော့အထက်ကနေအစိမ်းရောင်ကူအိုးလေးထွက်လာပါတယ်အရင်ဘဝကအိုးလေးပေါ့သူနည်းနည်းတော့ဇဝေဇဝါဖြစ်သွားတယ်အခုလေးတင်မှာပေါ်လာတာလားပေါ့ဒါပေမဲ့အများကြီးမစင်စားတော့ပဲအိုးကိုပဲအာယုံဆိုင်လိုက်ပါတယ်သူ့ရဲ့အချက်ပြစနစ်အရာဒီအထဲမှာ level တစ်ခုဖြောက်ကူကောင်တစ်ကောင်ရှိတယ်လို့ပေါ်လာပါတယ်ဒါကိုတွေးတော့ကောင်လေးအရန်ကိုစိတ်လှုပ်ရှားသွားတယ်ဘာလို့လဲဆိုတော့တန်မိုးနဲ့အစိမ်းရောင်အိုးလေးတွေကနေရှားပါလာတဲ့အပြာရောင်အဆင့်ကိုဖြောက်ကူကောင်ထွက်လာလို့ပဲလေတကယ်တော့အပြာရောင်အိုးတွေကနေတောင်ကိုဖြောက်ကူကောင်ရဖို့ဆိုတာတော်တော်လေးကိုခဲရင်တာပါပဲဒီလိုနဲ့ကောင်လေးတယောက်ရှားဖွေရခက်တဲ့အပြာရောင်အဆင့်ကိုဖြောက်ကူကောင်လေးကိုရဖို့အိုးကိုဖောက်ဖို့ပြင်လိုက်ပါတယ်တကယ်တော့ဒီကောင်လေးကဈေးကွက်ထဲမှာငွေပြား9တန်းလောက်အနည်းဆုံးတန်တဲ့ဒီအကောင်ကိုအရင်ဘဝတုန်းကငွေ3သိန်းနဲ့အလကားနီးပါးရောင်းပစ်ခဲ့ဘူးလို့သူ့ကိုယ်သူပပြန်ရိုက်ချင်နေတာလေအခုတော့ဘာမှထပ်မစင်စားတော့ပဲသူ့ရဲ့တက်တန်းအနှစ်တရာကိုပေးပြီးအိုးကိုဖွင့်ချလိုက်ပါတယ်ချက်ချင်းပဲအပြာရောင်လင်းနှန်းတွေထွက်လာပြီးခန္ဓာကိုယ်တစ်ပိုင်းဖောက်ထွင်းမြင်နေရတဲ့ကူကောင်လေးတစ်ကောင်ပေါ်လာတော့တယ်ဒါပေမဲ့သူအဲ့ဒီအကောင်ကိုတိမ့်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲနောက်တစ်စက္ကန့်မှာတက်တူးတွေအပြည့်နဲ့လူတန်ကြီးတယောက်ရုတ်တရက်ခုန်ထွက်လာပြီးဟေးကောင်ငါသေးသွားပေါက်နေတဲ့အချိန်လေးတင်မြုပ်ထားခဲ့တဲ့အိုးကိုမင်းကတူးယူရဲတဲ့ပေါ်လေးဆိုပြီးအော်ဆဲပါလေရောအဲ့ဒီတော့မှကောင်လေးလည်းသဘောပေါက်သွားတယ်ဟုတ်သားပဲဒီအိုးကတဘာဝအတိုင်းရှိနေတာမှမဟုတ်တာမြေကြီးအယောင်တွေမတူဘူးဆိုကြတဲ့ကရိပ်မိတင်တာပေါ့အခုတော့လူတန်ကြီးကသူ့ကိုဒေါသကြီးနဲ့စိုက်ကြည့်နေပါပြီပိုဆိုးတာကအဲ့ဒီလူတန်ကြီးရဲ့ခါမှာအေယာမကင်းချင်များကြီးတကောင်ကိုပတ်ထားတာပဲကောင်လေးကမျက်မှောင်ကျုပ်ပြီးကြည့်လိုက်တော့ဒါကအပြာရောင်အစင်တိုက်ခိုက်ရေးအကူကောင်ဖြစ်တဲ့ကောင်းကင်ကင်းချင်များဖြစ်နေမှချက်ချင်းသိလိုက်တယ်ဒီအကောင်ကတေးစီလောက်တဲ့အစိတ်ရှိပြီးအပြာရောင်အစင်တွေထဲမှာတိုက်ရိုက်ခိုက်ရေးအကျန်းဆုံးပဲလေကြည့်ရတာဒီကင်းချင်များက level 3အဆင့်တောင်ရောက်နေပြီး level 3ဆိုရင်ကင်းချင်များတရဲတစီပုံလေးကိုတော့ခေါ်ထုတ်နိုင်တာတကယ်လို့များအခုချက်ချင်းချကြမယ်ဆိုရင်ကောင်လေးရဲ့မိတောက်ကူကောင်လေးကတော့ပွဲချင်းပြီးအသက်ခံရမှာတေချာနေပြီလေဒါနဲ့ကောင်လေးကခေါင်းလေးကုပ်ပြီးဟီဟီတိုက်ဆိုင်သွားတာပါဗျာယုံလားဆိုပြီးခက်တီတီနဲ့သွားပြီးပြလိုက်တယ်ခိုးနေတော့လက်ပူးလက်ကျက်မိသွားတဲ့ရုပ်ကြီးနဲ့လေလူတန်ကြီးကတော့ဘယ်ယုံပမလဲမင်းကများတိုက်ဆိုင်တာလားငါနောက်ကိုဘယ်တော့ကလေးကလိုက်နေတာလဲမှန်မှန်ပြောဆိုပြီးလူတက်ချင်တဲ့အငွေ့တက်တွေထွက်လာတော့တယ်တကယ်လို့ကောင်လေးရဲ့ level 9စိတ်ဆွမ်းအင်တွေကသာဖုံးကွယ်မထားဘူးဆိုရင်လူတန်ကြီးကချက်ချင်းဝင်ချနေလောက်ပြီတကယ်တိုက်ဆိုင်တာပါဆိုလို့ကောင်လေးကပြောပေမဲ့လူတန်ကြီးကမင်းအဲ့ဒီအိုးကိုအခုပြန်ပေးမလားမပေးရင်တော့အသေးပဲဆိုပြီးသူ့နောက်ကနေအေယာမကင်းချင်များပုံရိပ်ကြီးကိုခေါ်ထုတ်ပြလိုက်တယ်အေးဆက်ပြီးကြောက်စရာကောင်းတဲ့အငွေ့တက်တွေကကောင်လေးစီကိုဖိကြလာတာပေါ့ဒါပေမဲ့ကောင်လေးကမျက်လုံးလေးမေးကြည့်ပြီး level 3အဆင့်ဆိုပေမဲ့ခန္ဓာကိုယ်ကအစိမ်းရောင်အပြည့်မပြောင်းသေးတယ်လို့အစိတ်ဆွဲတွေလက်သေးတွေလည်းမထွက်သေးဘူးပဲ level 4ကိုမရောက်သေးဘူးပေါ့လေလို့ခက်အေးအေးပဲမှတ်ချက်ချလိုက်တယ်ဒီစကားလဲကြားရောလူတန်ကြီးခမညာပါဇက်အဟောင်းသားဖြစ်သွားတယ်သူဒီအကောင်ကိုမွေးလာတာတဆင့်ချင်းစီကိုပါတာစမ်းတဝါဝါလောက်လာရတာအင်တာနက်မှာမေးကြည့်တော့လဲဘယ်သူမှမသိကြဘူးဒီလိုရှားပါတဲ့အကောင်အကြောင်းကိုကောင်လေးကတစ်ချက်ကြည့်ုံနဲ့အကုန်သိနေတာကိုမင်းကဘာတူလဲဒီအကောင်အကြောင်းဘယ်လိုလုပ်သိနေတာလဲလို့အလန့်တကြားမေးလိုက်တယ်ကောင်လေးကပြုံးပြီးအပြာရောင်အဆင့်ကင်းချင်များပဲလေသိတာစမ်းလို့လားဆိုပြီးပြန်ပညာပြလိုက်သေးတယ်လူတန်ကြီးကတော့စိတ်မရှိတော့ဘူးလူယူဖို့ပြင်လိုက်တဲ့အချိန်မှာပဲနေဦးအိုးကိုတော့ငါပြန်ပေးလို့မရဘူးဒါပေမဲ့မင်းရဲ့ကင်းချင်များကို level 4အဆင့်ရောက်သွားအောင်လုပ်ပေးနိုင်တဲ့နီလန်းကိုတော့ငါပေးနိုင်တယ်လို့ကောင်လေးကပြောချလိုက်ပါတယ်ဒီစကားကလူတန်ကြီးအတွက်တော့မိုးချိုးပစ်ချလိုက်တယ်လို့ပဲသူ level 3မှာတဆုနေတာ12တောင်ရှိနေပြီလေမင်းပြောတာတကယ်ဆိုရင်ဒီအစိမ်းရောင်အိုးကိုမင်းကိုအလကားပေးမဲ့အပြင်ငါမင်းကိုကျေးဇူးတစ်သက်လုံးဆက်မယ်လို့လူတန်ကြီးကခတိပေးလိုက်တယ်အဲ့ဒီတော့မှကောင်လေးကလူလဲကျုံးလေးနဲ့ပြုံးပြီးလက်ညှိုးလေးထောင်က okay လေဒါဆိုရင်အဲ့ဒီအိုးအပြင်မင်းရဲ့ကင်းချင်များစီကအစိတ်ရည်တစ်ဆက်ပါထပ်ဆောင်ပေးရမယ်ဘလို့လဲဆိုပြီးအပေးယူလုပ်လိုက်ပါတော့တယ်ကောင်လေးကအပေးယူအနေနဲ့ကင်းချင်များရဲ့အစိတ်ရည်တစ်ဆက်ကိုတောင်းလိုက်တဲ့အခါလူတန်ကြီးကခေါင်းကိုတွင်တွင်ခါပြီးတန်းညင်းပါလေရောဘာလို့လဲဆိုတော့ဒီကောင်းကင်ကင်းချင်များစီမှာအစိတ်ရည်ကနည်းနည်းလေးပဲရှိတာလေတစ်ဆက်လေးရော့သွားရင်တော့အကောင်ရဲ့စွမ်းအားကအများကြီးကျသွားမှာဒီအစိတ်ကဈေးကွက်ထဲမှာပတ်စံပေးပြီးဝယ်ချင်းရင်တော့ဝယ်လို့မရတဲ့အရာမျိုးပေါ့ဒါပေမဲ့ကောင်လေးကပြုံးပြီးမင်းကောင်တာ level လေးဖြစ်သွားရင်ဒီအစိတ်ရည်လေးကအေးဆေးပြန်ပြည့်လာမှာပဲလေလို့ပြောလိုက်တယ်ဒီစကားလဲကြားရောလူတန်ကြီးခမညာတွေးမိသွားတယ်ဟုတ်သားပဲတကယ်တော့ level လေးဖြစ်သွားရင်ငါဘက်ကအစိတ်ရည်တွေအကုန်ပေးလိုက်ရရင်တော့အရှုံးမရှိဘူးဆိုပြီးသဘောတူလိုက်တယ်ဒါပေမဲ့နီလန်းကိုတော့အရင်ပြောပြရမယ်ပေါ့ဒီတော့ကောင်လေးက level လေးတက်ဖို့အတွက်ခရမ်းရောင်အဆင့်အစိတ်မြက်ပင်တပင်ရဲ့တက်တန်းအနှစ်3000ရေလိုလဲလို့ပြောချလိုက်တယ်ဒီစကားလဲကြားရောလူတန်ကြီးလန့်သွားတယ်ဒီအချက်လက်က level 3အကောင်ရှိမှစနစ်ကနေကြည့်လို့ရတာကိုကောင်လေးကဘယ်လိုလုပ်သိနေတာလဲပေါ့ဒါပေမဲ့ခရမ်းရောင်အစိတ်မြက်ပင်ဆိုတာဈေးကွက်ထဲမှာရှာလို့ရတဲ့ပစ္စည်းမှမဟုတ်တာအဲ့ဒီတော့အခြေအနေကမထူးခြားဘူးဖြစ်နေတယ်ဒါပေမဲ့ကောင်လေးကငါသိတယ်အဲ့ဒါကြောင့်မင်းအတွက်နောက်ထပ်နီလန်းတစ်ခုရှိသေးတယ်လို့ထပ်ပြောလိုက်ပြန်တယ်
တကယ်တော့အရင်ဘဝတုန်းကဒီအကောင်ကိုလက်ပုံ5အထိမွေးထားတဲ့ကူဆရာတယောက်ကိုကောင်းလေးတက်ဖို့လေသူ့စီကနေဒီအကောင်အတွက်နောက်ထပ်အဆင့်မြင့်နည်းတစ်ခုကိုကောင်းလေးရခဲ့တာပေါ့ကူကောင်တွေမှာအဆင့်မြင့်လို့ရတဲ့နီလန်တစ်ခုမှကရှိတယ်ဆိုတာကူဆရာလောကမှာတော့လှုပ်ဝက်ချက်တစ်ခုတော့မဟုတ်ပါဘူးလူတန်ကြီးကမင်းပြောတဲ့နီလန်ကအစ်စ်ဆိုတာငါကဘယ်လိုယုံရမှာလဲလို့မေးတော့ကောင်းလေးကကောင်းကင်ကိုလက်ညှိုးထိုးပြလိုက်တယ်ပြီးတော့မင်းယုံစရာမလိုဘူးကောင်းကင်ကယုံရင်ရပြီလို့ခက်မိုက်မိုက်ပြန်ဖြေလိုက်တယ်ပြောပြောဆိုဆိုနဲ့ကောင်းလေးကလက်ဟန်တွေလုတ်ကကောင်းကင်နဲ့မြေကြီးတက်တည်တည်တယ်ဖော်ဆက်နီးအစ်စ်ကိုမှတ်တမ်းတင်မယ်လို့အော်ပြောလိုက်တယ်ချက်ချင်းပဲကောင်းကင်မှာအေယာမရွှေရောင်လျှက်စီးတွေလက်သွားပြီးကောင်းလေးရှိမှရွှေရောင်စက်ကူနဲ့ကလောင်နဲ့တစ်ချောင်းလေးထဲမှာပေါ်လာတယ်ဒါကကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားလေဖော်ဆက်နီးကအစစ်အမှန်ဖြစ်မှသာကောင်းကင်ကအတိမတ်ပြုပြီးဒီလိုရွှေရောင်စက်ကူပေါ်လာမှာပါဖော်ဆက်နီးအတူဆိုရင်တော့မှတ်တမ်းတင်လို့မရပါဘူးဒီမြင်ကွင်းကိုကြည့်ပြီးလူတန်ကြီးခမရမျက်လုံးကြီးပြူသွားတယ်သူအင်တာနက်မှာဖတ်ဖူးတာတော့ level 6အဆင့်အကျဉ်းစားကြီးတွေမှာဒီလိုကောင်းကင်ကိုတက်တည်တီးပြီးဖော်ဆက်နီးတွေကိုမှတ်တမ်းတင်နိုင်တာလေတကယ်တော့ကောင်းလေးကအရင်ဘဝက level 9အဆင့်ရောက်ခဲ့တာဆိုတော့သူ့ဝိညာဉ်ထဲမှာအဲ့ဒီစွမ်းအားတွေကျန်နေသေးတာမို့အခုလိုလုံနိုင်တာပါစက်ကူပေါ်မှာမြေကင်းချေများ3កောင်အစိတ်ကင်းချေများ1កောင်အစိတ်ကြုံမျက်နှာပင်နဲ့တက်တန်း1000ပေးရင် level 4ကိုရောက်နိုင်တယ်ဆိုပြီးရွှေရောင်စာလုံးတွေထင်ရှားလာတယ်ဒါဟာကောင်းကင်ကအတိမတ်ပြုသွားတဲ့အထိပ္ပယ်ပါပဲကောင်းလေးကအဲ့ဒီစက်ကူကိုလှမ်းပေးလိုက်တော့လူတန်ကြီးခမများတုံတုံရင်ရင်နဲ့လှမ်းယူလိုက်တယ်သူ့စိတ်ထဲမှာလည်းတောက်ရမ်းတွေကြောက်သွားပြီလေဒီကောင်လေးက level 6အဆင့်ကြီးလားဒါမှမဟုတ်နောက်ခံအင်အားအကြီးကြီးရှိတဲ့ permission လေးလားပေါ့ဘလို့ပဲဖြစ်ဖြစ်တကယ်လို့များစောစောကသူတာဝန်ချလိုက်ရင်သူ့ရိုးတောင်ရှာတွေးမှာမဟုတ်ဘူးလို့တွေးမိပြီးချက်သီးတွေထားသွားတယ်နောက်တစ်စက္ကန့်မှာပဲထင်မှတ်မထားတာဖြစ်သွားတယ်လူတန်ကြီးကဓားမြောင်ကိုထုတ်သူ့ရဲ့အသက်တမအရေးကြီးတဲ့ကင်းချင်များရဲ့ဘိုက်ကိုတန်းထိုးဖောက်ပြီးအစိတ်ရည်တွေအကုန်လုံးကိုပလင်းနဲ့ညှစ်ထည့်လိုက်ပါလေရောပြီးတော့ကောင်လေးကိုအယိုးအသေးပေးပြီး boss ဒါကကျွန်တော်ရဲ့နှုတ်ဆက်လက်ဆောင်ပါဆိုပြီးပေးလိုက်တယ်ကောင်လေးတောင်ကြောင်သွားတယ်အစိတ်ရည်တစ်ဆက်တောင်းတာကိုဒီလူကသူ့ကောင်ကိုအသေးခံပြီးအစိတ်ရည်တွေအကုန်ညှစ်ပေးလိုက်တာကိုကြည့်ရတာဒီလူတန်ကြီးကပေါင်းလို့ရမယ့်ပုံပဲလို့ကောင်လေးတွေးလိုက်တယ်တကယ်တော့လေအရင်ဘဝကသူမြုပ်ခဲ့တဲ့အစိမ်းရောင်ကိုအိုးကိုကောင်လေးကယူထားတာဆိုတော့ကောင်လေးဘက်ကလည်းကျေးဇူးတင်ရမှာပေါ့အစိတ်ရည်ပလင်းကိုယူပြီးတော့ကောင်လေးကစာရွက်ကိုပေးလိုက်တယ်လူတန်ကြီးကစာရွက်ကိုရတော့အရန်ကိုဝမ်းသာသွားတယ်ကျေးဇူးတင်ပါတယ်လို့ပြောဖို့ခေါင်းမော့ကြည့်လိုက်တော့သူ့ရှိမှကောင်လေးကအရေးအယောင်တောင်မရှိတော့ဘူးဝါတကယ်ပညာရှင်ပဲဘလို့ပျောက်သွားမှန်းတောင်မသိလိုက်ဘူးငါအငွေ့သက်လေးတောင်မခံစားမိလိုက်ဘူးလို့တွေးပြီးလူတန်ကြီးမျက်ရည်တွေကျလာတယ်သမီးလေးရှောင်တိုရေးဖေဖေသမီးအတွက်ကလက်စားချီပေးနိုင်တော့မယ်လို့တုံရင်နဲ့အတန်နဲ့ရေရိုးလိုက်ပေးရတယ်